Snowy ပါ Snowy ကိုပေါ့နော်နေရမှာစာရင်းနီးမှာအိမ်ဆောင်နီးလေးပြောပြပါလားမမလို့ပြောရတဲ့ fan လေးတစ်ယောက်ကို Snowy ပြောပြပါမယ် Snowy ကို subscribe လုပ်ထားတဲ့လူတွေမှာ Snowy ပေးလုပ်မှာပေါ့နော်အခုဆိုရင်တော့ Snowy လုပ်ပြပါမယ်အိမ်ဆောင်နီးဆိုရင်မြေကွက်ကိုသွားကြည့်ရပါမယ်မြေကွက်လိုမယ်ပေါ့နော်နောက်ဆောက်ပါမြေကွက်ခုနေရာမှာတွေးလိုက်တယ်ဒီနေရာဘယ်နေရာမှာလဲမသိဘူးဟောတီးပြီးတဲ့ကားနဲ့သွားမရမယ်နော်ကားနဲ့ကားချက်ထုတ်လိုက်ပါမယ်အဲ့ညမှာမြေကွက်လေးရှိပါတယ်ဟာဒီကလေးလေးကိုတိုက်မိအောင်မယ်ဒီကလေးလေးอ่ะပြောချင်တို့ရကြတော့ subscribe က19ရှိသွားပြီပေါ့နော်ကဲမြေကွက်ရောက်တော့မယ်နော်မြေကွက်ရောက်တော့မယ်စိတ်ညစ်တယ်ဒီမှာပါဒီမြေကွက်လေးကိုတုံးထားပါတယ်နော်ဟောကားပါတော့မြေကွက်တွေဟဲ့စီးလို့လည်းမရတော့တော့ကပ်ပါပြအောင်လည်းမြေကွက်โอเคပါဒီနေရာမှာစောက်ပြပါမယ်စောက်ပြမယ်ပေါ့နော်ရေဆိုးသွားတဲ့ဆိုမီနူးထဲကိုသွားလိုက်ပါကြည့်အောင်စားပြလို့ရနော်မီနူးထဲကိုသွားလိုက်ပါပြီးတော့ဆို plot ထဲကိုသွားလိုက်ပါplot ပွားပြီးဆိုရင်စနိုးတယ်ပေါ့နော်ဒီညာထဲကိုသွားလိုက်ဟောနည်းနည်းပဲဒီညာလေးပေါ့နော်အဲ့လိုသွားလိုက်ပါအဲ့ညာထဲမှာစနိုးလေးတွေ wall လေးရှိရပေါ့နော်ဒီ wall လေးဒီ wall လေးနဲ့ပါအမှဆိုရင် तू က light ရွှေ့ပြီးလို့ရတယ်ဆိုရတော့ရွှေ့ပြီးလိုက်โอเคရွှေ့ပါပြီဆိုဒီဘက်စချမ်းလောက်ရမယ်နော်โอเคသူတို့နှစ်ယောက်ကတ်နေမှာရတယ်โอเคကတ်နေတယ်ကတ်နေဆိုတော့ပွဲချမ်း1ပြီးပြီပေါ့နော်ဒီနားမှာလည်းလောက်ရတာသူနှစ်ယောက်မကတ်နေပါလိုက်လောက်ကြည့်လို့ရပါတယ်နော်မေးထားတဲ့အမလားညီမလားမမလို့ခေါ်တာဆိုတော့လေပြီးတော့โอเคကြည့်မနော်အိုးမိုက်တယ်ဒီဘိုက်ကရတော့ဒီမှာပေါ့နော်အိမ်ဆောင်နေတယ်ဒါဒီနှစ်ခုကကတ်နေနော်ရပဲထားလိုက်ပါတော့ဒီနားမှာဆိုရင်ခဏမီနူးထဲကိုပြန်သွားဘာဖြစ်လို့ plot ထဲကိုပြန်သွားမယ် plot ထဲရောက်ပါပြီဆိုရင်အဲ့နာမှာအဲ့ဒါမှဒုက္ခဒီဘက်ထမှာထားလို့ရသူအကျဲကြီးလှုပ်လို့ရတယ်စနိုရတစ်ထပ်ပဲလှုပ်လိုက်တော့မယ်နော်တစ်ထပ်လှုပ်လို့ရပါတယ်โอเคကတ်နေနော်ကတ်နေဆိုတော့ပွဲပြီးပြီโอเคစနိုရတစ်ထပ်ပဲလောက်တော့ပါမယ်โอเคတကားပေါက်လည်းလောက်ရအောင်မယ်နော်တကားပေါက်ဝေါ်ကလှလေးလောက်ပေးမယ်ခဏလုံးမျိုးပဲလောက်လိုက်ဘောကလှလေးဖြောင်းလို့ဒီမှာဒါလမ်းတီဒီဒါလမ်းတီဒါလေးနေအိုးဟုတ်တယ်မှန်တယ်ဒီနားလေးလေးတင်မရလေးတင်မရမယ်ပေါ့နော်ခဏစနိုမုတ်သွားပဲပေါ့နော်
အဲ့ဒါပြရောက်ဆောက်ပေးလိုက်ပါမယ်တကားပေါက်လေးပါတယ်တကားပေါက်ဒီတဲမှာလောက်လိုက်လို့ရတယ်နော်ဒီတဲမှာလောက်လိုက်မယ်ဒါလည်းမသိအေးဟုတ်တယ်ဒါလေးလှတယ်နော်အမလှလားကျန်လုံးစီပါကြိုက်တာလုံးလို့ရပါတယ်စလွယ်ရတော့ဒါလေးပဲကြိုက်လို့ဒါလေးပဲလက်လိုက်ပါမယ်ဒီနားမှာနေရလေးထပ်ကတ်ရခဏဝေါ်တဲ့ကိုပြန်သွားမယ်ဝေါ်โอเคကတ်ပြီဒီဘက်လည်းဝေါ်ပဲထပ်လို့ကပ်ပြီနော်ဒီဘက်ထပ်လုပ်လိုက်အောင်အဲ့လိုဝေါ်တွေအများကြီးဖြစ်မှသာအဲ့ရလောက်ဒါလို့လားဟဲ့အကောင်လုံးဟာငါမွဲပြီပေါ့ကွာစိတ်ညစ်ပါငါမွဲပြီပေါ့လို့ကဲထားလိုက်ပါတော့ကဲအမရေစနွေလုံးပြလိုက်ပါတယ်နော်ဒါမှမဟုတ်စနွေလုံးပြတကယ်လို့အမမကြိုက်ဘူးဆိုရင်လည်းအမစောက်ပြတာလည်းဖြစ်ဒါမှမဟုတ်ဒီပေါ့နော်အဲ့မိရတဲ့အမညီမလာမသိသူတို့အဲ့ ID လဲပြောလို့ရတယ်ဘာဖြစ်လို့စနွေတို့ဒေကြိုက်တဲ့ဟာပြောလို့ရတယ်ပေါ့နော်KTV တွားရမလားကလတ်တွေသွားမလို့ ID ပေးမရပါမယ်ဆိုစရိမှာ ID တိတ်မရှိဒါပါရင်တည်းနော်ဒီမှာလဲအိတ်ဆောက်ရေကူးကန်လုံးမလားအိတ်ဆောက်မလားဆိုလောကအဆင်ပြေပါတယ်နော်ခဏဆိုရင်အကောင်လုံးလုံးပြီးလို့တောင်းမှပါတယ်ဒီလိုမကြိုက်ဆိုရင်လည်းထပ်လုံးခိုင်းလို့ရပါတယ်နော်ဘာမှမဖြစ်ပါဘူးကဲအခုဆိုတတပါ